sao con ngồi thì nghe rồi con nó Roblox rồi rồi con nó Roblox free ai hà lấy bây mà phải cả đấy anh xong mà nó Play Store của anh đó đấy bạn nó và mi qua luôn share search ba mà con nó Lost World luôn share lại bạn mẹ thì mà con nó Lost World Roblox luôn share lại bạn Roblox mà thế này à con nó thì mà ba đã rồi mẹ cháu mi đã mua luôn con nó thì mà con nó giá bị xoay quên lại con nó cái nào nó có nhiều lắm ok bọn nó đã rồi thì nhiều giàu quá bà vì khả đi bọn nó giàu quá solution của chắc gì lấy qua mẹ bọn nó đã tên mà có một bọn nó chắc sửa cả thì thế mà bọn nó gas pin để hạ bọn nó thiếu và pin đã thì ra là đang thiếu bố rồi bây chú ra bọn nó đó mình ngáo giàu quá bà đi mà bọn nó cho nên hay áo mà sao luôn ra bà thì mà bọn nóဒီမှာ clam ပေါ့နော်ဒါကတော့သူတို့ဒီထဲကဟာကြတော့ပေါ့နော်သူတို့ YouTube ပေါ်မှာပေါ့နော်follow တာတို့ဒီမှာ group join တာတို့ဒီ follow တာရှိရပေါ့နော်သူပြောတဲ့ဟာတွေကိုလုပ်ပေးလိုက်ရုံပါပဲရှင်သူကကြတော့ roleplay 100ဆိုလို့ရှင်သူ robot ထုတ်လို့ရပါတယ်အနည်းဆုံး roleplay 900ကနေစထုတ်ရမှာပေါ့နော်ဆိုတော့ YouTube မှာသွား follow ပါပဲ subscribe တော့လုပ်ပါမယ်ပနာဒီမှာပေါ့နော်မင်းက subscribe လုပ်ပြီးသားပါပြန်ဖြောင်းမယ်နော်ဖြောင်းလိုက် all ကိုနှိပ်ထားတယ်နော်ဒီမှာပြန်ပြမယ် subscribe လုပ် okay ပြီးရင် notification all ထားလိုက်ပါပြီးရင် Blox Wall ကိုပြန်ဝင်လိုက်ပါရှင်ခဏဆောင်ပေးပါ I'm sorry နော်အခုဆိုလို့ရှင်ဒီမှာပေါ့နော်1လို့ပေါ်နေမှာဆိုလို့ရှင်ခံလို့ရတယ်ပေါ့နော်မရဝိုက်တက်ဖို့ပေါ့နော်အားလုံးပြီးသွားရင်ဒီ10သားဆိုတာလေးပေါ့နော်အားလေး clan လို့ရမှာဖြစ်ပါတယ်တော့ပထမနေ့ဆိုလို့ရှင်ဒီ1 day 2 day 3 day 4 day 5 day 6 day 7ဆိုလို့ရှင်ဒီမှာပေါ့နော်တပတ်စာအတွက်ပါအခုတော့ပေါ့နော်မင်ကဒီ95ဖြစ်သွားပါပြီရှင်စပင်ရပါတယ်နော်စပင်ရကြတော့ညာကြည့်ရမှာဖြစ်ပါတယ်အခုညာတော့ loading ဖြစ်နေပါတယ်ဒီမှာပေါ့နော် loading ဖြစ်နေပါတယ်ရတဲ့ခါကျရင်သူကလှည့်လို့ရတယ်ပေါ့နော်အမအစုံရှိရယ်စုပ်လို့လည်းရတယ်ပေါ့နော်ဒီ test ထဲမှာလည်းဝင်လို့ရပါတယ်အများကြီးပဲနော် reward exchange သူပြောတဲ့ဟာလေးတွေကိုနှိပ်တစ်ခုချင်းစီနှိပ်လိုက်ပေါ့နော်အမ Roblox ရှိရယ် Play Store ရှိရယ် Outpost ရှိရယ်ဒါ Roblox အမဒီ Roleplay 100ဆိုရင် Roblox တစ်ခုပေါ့နော်အမ okay ဒီမှာပေါ့နော်တစ်ခုရပါပြီအဲ့လိုမျိုးဝင်ကြည့်ရတာပေါ့နော်ဒီ reward exchange ကမရသေးလို့ခဏဆောင်နေရပေါ့နော်အမှားပါ loading ဖြစ်နေပါတယ်သူကအစုံတော့ကြည့်လို့ရတယ်ပေါ့နော်ဒီမှာ rider အစုံပဲမောင်းလို့ရတကယ် Roblox အစစ်လိုပဲပေါ့နော်ဆိုတော့မင်းကဒီမှာ100ပြည့်သွားရဆိုတော့ robot တစ်ခုထုတ်လို့ရတယ်သူက robot 9ပြည့်မှာပေါ့နော်တစ်ခါထုတ်လို့ရတာဖြစ်ပါတယ်ရှင်ဆိုတော့ပေါ့နော်အဲ့ဒါလေးပါဒီမှာအစုံပေါ့နော်ရှောင်းနေကြည့်နားမလဲတာရရှိလို့ရှင်မှာပေါ့နော်အဲ့ဒါပါပဲတတ